စားခြင်းနဲ့မင်းခြင်းနဲ့လူတွေရှိရင်လည်းထောက်ဝယ်ထားပါလေလို့မားတဲ့ရတာလေးကကြံ့နေတယ်အဲ့ဒါမို့တက်မှလိုက်တာမိုးအားမနေနိုင်ဘူးဖြစ်သွားတယ်ဒီချိန်ကလူတွေဝါချင်းတဲ့လူတွေကျင်လာခဲ့ကြနော်ကြဲကျွေးမှာအမှန်စင်းမို့လည်း